ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ဒီချိန်တော်တီတာအောင်နဲ့စကားဝိုင်းစီစဉ်ရနေပြည်သက်များအားလုံးကြိုဆိုပါရစေဒီချိန်မင်္ဂလာပါဟုတ်ကဲ့ပါအခုဆိုရင်အပိုင်းတော်တော်များများလဲထုတ်လွှင့်ပြီးပြီဆိုတော့ဒါမျိုးတော့ပြည်သက်တချို့ကလည်းဒီနေ့ဒီအချိန်မှာဒီလိုမျိုးအကြောင်းအရာလေးတွေဆွေးနွေးမယ်ဆိုလဲတော်တော်များသတိထားနေလောက်ပြီပေါ့နော်ဒီချိန်ဆိုတော့ဒီနေ့မှာမျိုးရွေးချယ်ထားတဲ့ခေါင်းစဉ်လေးอ่ะဆိုလို့ရှိရင်တော့ motherhood ပေါ့နော်ဒီမိခင်ပေါ့မိခင်တွေရဲ့သဘောတဘာဝမိခင်ဗေဒအကြောင်းအရာလေးတွေကိုဆွေးနွေးကြမှာဖြစ်တဲ့အတွက်လူတိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးဖြစ်မယ်ထင်ပါတယ်။ဟုတ်ကဲ့။အဲ့တော့ရှေ့မှာဆိုလို့ရှိရင်မျိုးတို့ကဒီ woman nature ပေါ့နော်ဒီချက်ဒီအမျိုးသမီးတွေရဲ့ core value နဲ့ပတ်သက်ပြီးတော့လည်းပြောခဲ့တယ်။နောက် parenting မှာဆိုလို့ရှိရင်လည်းဒါပြောမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေကတော်တော်လေးအရေးပါတယ်ဆိုတဲ့အကြောင်းကိုလည်းရှေ့မှာဆွေးနွေးခဲ့တာဆိုတော့ဒီနေ့မှာတော့တီးတန့်ကိုဒီ motherhood အကြောင်းမျိုးတို့သွားကြမယ်ပေါ့နော်။ဒီနေ့မှာဘယ်လိုမျိုးအကြောင်းအရာလေးဝေမျှပေးသွားမှာလဲရှင်။ဒီ motherhood နဲ့ပတ်သက်လို့တော့ special ပဲလေနော်ဟုတ်ကဲ့ဟုတ် mother ဆိုတဲ့အတိုင်းပဲဟိုကဘာယူဆိုလို့ရှင်လေ mother earth ခေါ်ရနော်ဆိုတော့ဒီမိခင်ဆိုတဲ့ဟာ mother ဆိုတဲ့ဟာကအမေဆိုတဲ့ဟာကသူကပင်စီပေါ့နော်တကယ်ကိုဒုတွေကြီးမားတဲ့ပင်စီသူကအဲ့လိုလဲတွက်လို့ရတာပေါ့နော်ဒါကြောင့်လဲမိခင်မိတာတို့အမြဲတမ်းထည့်ထည့်ပြောကြတာလေနော်သူကလည်းဘယ်ခေါ်လဲဆုံးလဲအဆုံးစားမရှိသူမျိုးပေါ့နော်သူ့ရဲ့မေတ္တာကြီးကလည်းကြီးမားတာပေါ့နော်ဒါကြောင့်မို့ motherhood ဆိုတာကဟိုကလေးမယူခင်တော့ကတော့အမျိုးသမီးတွေကမပေါ်လွင်ဘူးဟုတ်ကဲ့သားသမီးမွေးပြီးတဲ့ခါကျမှသူ့ရဲ့ nature ရတော့ express ဖြစ်လာတာပေါ်ထုတ်လာတာဆိုတော့တင်ကြားစရာလည်းမလိုဘူးပေါ့နော်အလိုလိုနေရင်းနဲ့ကိုဒီစိတ်နှလုံးသွင်းပြီးသားဖြစ်သွားတယ်ဆိုတော့သူ့ရဲ့ပင်ရင်းပေါ့နော်ဇင်းမြစ်ကိုကသူ့မှာဒုတွေကြီးမားတဲ့အရာတစ်ခုရှိလို့ပဲဟုတ်ကဲ့ပါတကယ်ကိုအင်အားကြီးမားတဲ့အရာပေါ့နော်အဲ့မိလည်းအမေရန်ချစ်တဲ့သူဆိုတော့လေဒီ topic လေးပြောရတာပျော်ပါတယ်ကိုလည်းဒါအမေဒါမမေကိုအိမ်မှာဆိုလို့ရှိရင်တကယ်အခရာအနေနဲ့သတ်မှတ်ထားတယ်တန်မိုးလဲထားတယ်တခါတလေများဟိုတရားစခန်းတို့ဘာလို့အဲ့လိုမျိုးဝင်သွားရဆိုလို့ရှိရင်အိမ်ကဟာတာတာနဲ့ပေါ့နော်ဟိုအများတန်းကိုကအပြင်ပြန်ရလို့ရှိရင်မမေဆိုခေါ်ပြီးတော့ဝင်နေကြဆိုတော့လေစိတ်လုံခြုံမှုလေးတခုကအမေအိမ်မှာရှိနေတဲ့အချိန်မှာအများရရတယ်ဆိုခံစားချက်ရှိတယ်ဒီချက်ဆိုတော့ဒီချက်မိခင်တယောက်လည်းဖြစ်တယ်တစ်ချိန်လုံးကလည်းဒါမိခင်ကိုချစ်မြတ်နိုးတဲ့သမီးတယောက်လည်းဖြစ်ခဲ့တယ်ဆိုတော့ဒီချက်အတွေ့အကြုံလေးလည်းနည်းနည်းလောက် sharing လုပ်ပေးပါအဲ့လိုပေါ့နော်ဟိုသားလေးမွေးစကားစားတော့ဒီချက်တိတ်ပြီးတော့ခံစားချက်တိတ်မရှိတယ်လို့ဒါပေမဲ့သူနဲ့နေကြလာတဲ့အခါကျတော့ motherhood ကပိုပေါ်တာပေါ့စစချင်းကတော့ဟာဘာလေးလဲမသိဘူး some creature လေးပေါ့နော်နောက်ပိုင်းကနေနောက်ပိုင်းနေနဲ့သူက relationship က bond ဖြစ်လာတာပေါ့နော်အဲ့ဒါပြင်ကိုသူက motherhood ကဘာလဲဆို तू ကကျတော့ကိုကအမွေးဖွားလာတဲ့ကလေးကို तू နံပါတ်1ထားတာပေါ့နော်အဲ့ဆိုတော့မျိုးသားနဲ့မတူဘူးပေါ့နော် तू ကတော့မကိုဟိုခင်တဲ့သဘောပေါ့မတော့လေနော်တစ်ချက်အမေဆိုလို့ရှိရင်chicken mother hen ကြီးကြာနာမသိဘူးလားတာသမီးဆရာမွေးထားတာ तू ကသူ့တောင်ပိုင်းနဲ့အုပ်ထားသလိုပဲမထီနဲ့မတိုးနဲ့ပေါ့နော်ဒါကြောင့်မလို့အမျိုးသားရင်လည်းခဏခဏစကားများရတယ်ဟုတ်ကဲ့အဲဆိုတော့တာသမီးကိုခိုင်းလိုက်ပြီးဟေးတာသမီးနာကျင်သွားပြီဆိုမအေးကသူ့ရင်ဘတ်ကိုပို့ထိတယ်ဟုတ်ကဲ့နော်ဟိုကကလေးအဖြစ်နာကျင်လို့ပျောက်သွားပြီမြဲအမေရဲ့ရင်ခွင်မှာမပြောင်းနိုင်ဘူးအဲ့တော့မပြောင်းနိုင်တော့တရက်ရောက်လို့အဲ့တယောက်ကိုရန်လိုတော့တာပဲအဲ့ဒါ motherhood ရဲ့အကျင့်ပေါ့နော်ဟုတ်ကဲ့ဒီချက်အဲ့တော့ခုနပြောတဲ့အထက်မှာလည်းပါပါတယ်မျိုးတို့ဒါတန်မိုးရှိတဲ့အရာတစ်ခုခိုင်မာတဲ့အရာတွေအကုန်လုံးမျိုးတို့mother နဲ့တင်စားကြရပေါ့နော်မိခင်ကဘာမြေကြီးဒါအမိမြေအစရှိသဖြင့်ဒါအိမ်တအိမ်မှာအဓိကအရေးကြီးဆုံးအရာဆိုပြီးအခရာဆိုပြီးတော့သတ်မှတ်ကြတယ်နောက်အိမ်ရှင်မပေါ့နော်အိမ်တအိမ်ရဲ့အရှင်သခင်ပေါ့အဲ့လိုမျိုးလေးလဲယူဆပြီးတော့ပြောကြတာရှိရဖြစ်တဲ့အတွက်ဒီမိခင်တယောက်ဆိုတာကအိမ်မှာဘယ်လောက်ထိအရေးပါလဲဒီချက်ဟိုဘယ်လိုပဲဖြစ်ဖြစ်လေဒီလိုအိမ်ပြန်ရောက်လာပြီဆိုကျောင်းကပြန်လာလို့ရှင်အမေလို့ခေါ်ရနော်ဟိုဘယ်လိုပဲဖြစ်ဖြစ်ဟိုတခုခုဟိုစိတ်ဆင်းရဲစရာလေးရှိတာတို့တောကရှိရင်လည်းအမေပဲတန်းတာကြတာလीနော်ဟိုတန်းတာတာဟိုကအမေဆိုစကလုံးနဲ့စလာကလုံးထီရနာမှာအမေတာလေးဆိုတော့မိခင်ရဲ့ဟိုတမိုးရအရန်ကိုမြင့်မားတာပေါ့နော်အဲ့လိုပြီးရင်မိခင်ရှိလို့လေဒီအိမ်တအိမ်ကအကုန်လုံးလာပြီးတော့ပင်စည်းလို့ပေါ့နော်လာပြီးတော့တွေ့တာကြတာလीနော်မိခင်ကြီးပျောက်သွားပြီဆိုရှင်ဒီဟိုသားသမီးပဲဖြစ်ဖြစ်ဟိုခင်ပွန်းတဲ့ပဲဖြစ်ဖြစ်ကစင်ကလျားတွေဖြစ်ကုန်တာတွေရှိတယ်။ဒါကြောင့်မလို့ပင်စည်းလိုမျိုးအရေးခိုးတဲ့အနာယူတယ်နော်။ဆိုတော့မိခင်ကလုံခြုံတဲ့ပုံစံကြီးဖြစ်နေတာပေါ့။နှွေးထွေးတဲ့ပုံစံဖြစ်တာပေါ့နော်။ဟုတ်ကဲ့။အဲ့တော့တချို့ကလည်းပေါ့နော်အိမ်မှာအဲ့လိုမျိုးဒီတာဝန်တွေယူပြီးတော့ပဲဒီလိုမျိုးကျွေးမွေးဆောက်ရှောက်နေရတယ်ဆိုတာကိုဟိုဘယ်လိုပြောမလဲအ
ပြင်မှာရှာဖွေပြီးတော့ငွေကြေးရှာဖွေပတ်မိုးတာလောက်ရေးမကြည့်ဘူးဆိုပြီးတော့တတ်မှတ်ကြတဲ့အပိုင်းလည်းရှိရပေါ့နော်အပြင်မှာတကယ်အလုံးလုံးရတဲ့ပတ်စံနေရှာနေရတဲ့ stress တွေတနေ့တနေ့တွေ့ကြုံရတဲ့ဒါတွေကအရင်ကြီးမားတဲ့အရာပေါ့အိမ်မှာနေနေရင်းနဲ့အိမ်မှုကိစ္စတွေလုပ်ရင်းနဲ့သားသမီးတွေကိုထိန်းချောင်းနေဆိုတာကဘာမှမဟုတ်ပါဘူးဆိုပြီးတော့ဟိုတုန်းကယူဆချက်တွေလည်းရှိရခုနောက်ပိုင်းတော့တော်တော်လေးအသိပညာတွေတိုးတက်လာတဲ့ခါမှာမိခင်အိမ်ရှင်မတွေရဲ့အရေးပါမှုတွေကိုသိလာကြပြီဆိုတော့လေဒီချက်ဒီပေါ်မှာဘယ်လိုများမြင်ပါလဲရှင်မိခင်များသောအားဖြင့်ပေါ့နော်သူတို့ဂိမ်းတတိမထားမိတာပေါ့ဂိမ်းမမူမိတာကအိမ်မှာထိုင်ပြီးချက်ပြုတ်ကြိုးမွေးနေတာငွေမဝင်တဲ့အလုပ်ကိုငွေဝင်တဲ့အလုပ်ကိုမလုပ်တဲ့ဟာဆိုရင်တန်ဖိုးမရှိလို့တွက်လိုက်တာအမှန်တော့ငွေရင်တာတကဏ္ဍနော်မိခင်ရဲ့တန်ဖိုးကဘာနဲ့မှမတူဘာလို့ဆိုတော့ချက်ပြုတ်ကြွေးမွေးတယ်ဆိုတော့အချိန်လဲယူရတယ်မိတာလဲထည့်ရတယ်အချိန်လဲပေးရတယ်ပင်လဲပင်ပန်းတယ်နော်ပြီးလို့ရှင်သားသမီးကိုပြုစုယူရတယ်ဆိုတာလေကြီးမားတဲ့အလုပ်ကြီးသိလားနော်တကယ်တမ်းကျတော့လေဒါမှမဟုတ်တစ်ချိန်ငငယ်တုန်းကဆိုရင်တစ်ချက်အမျိုးသားကतू ကကလေးနဲ့ပဲနေစီချင်တယ်ချားလို့စီမှာသွားမလို့စီချင်တယ်ပထမတော့တစ်ချက်အလုပ်ထွက်လုပ်မယ်ပြီးကလေးတိုင်းငားမယ်ပေါ့ဆိုတော့မဟုတ်ဘူးကလေးနဲ့ပဲအတူတူနေစီချင်တယ်တစ်ချက်ကိုယ်တိုင်လည်းကလေးနဲ့ပဲနေတယ်ဆိုတော့ကလေးမွေးပြီးကစားထီကို तू ចောင်းသွားတဲ့ထီကိုတစ်ချက်အိမ်မှာနေတယ်နောက်ဆုံးတစ်ချက်အိမ်မှာအိမ်ဖို့ရှိနေအောင်မှတစ်ချက်ကိုယ်တိုင်လေတေးသေးချာချာလေးမွမ်းမံမှာကလေးကိုအမြဲတမ်းကိုဖိရင်ဖိပေါ့နော်အဲ့လိုမျိုးချင်းနေခဲ့တော့ကလေးကအဲ့ရနေစတော့မှအဲ့ဒီရဲ့သူ့မှာကလည်း memory ရှိတယ်လေအမေနဲ့တူတူနေတာကြားတဲ့ခါကျတော့အခုကြီးတဲ့အထိသူလူကြီးဖြစ်တာတော့မှအမေကလွတ်လိုက်တော့မှသူ့အလိုလိုပေါ့အမေကိုအမေမှုလို့တွေ့တာရမယ်ဆိုစိတ်မဟုတ်ဘူးသူ့ရဲ့အတိတရားလေးနဲ့သူ့ရဲ့စန္ဒလေးနဲ့သူကိုယ့်စီကိုလာပြီးတော့မှချင့်ကပ်တာမျိုးပေါ့နော်အမေကိုတိတတ်တာမျိုးလေးပေါ့ကြောက်လို့လုပ်ရတာလည်းမဟုတ်ဘူးနော်သူ့ရဲ့ voluntarily ပေါ့နော်သူကိုယ်တိုင်ကတကယ်ကိုစိတ်ပါလက်ပါပြီးတော့မှအမေစီရောက်လာတာမျိုးပေါ့တကယ်တမ်းဆိုတချို့တို့မိခင်တွေကလည်းအဲ့လိုပုံစံပဲသားသမီးစီကယူတဲ့နေဟုတ်ကဲ့တကယ်နောက်မို့ဆိုရင်သားသမီးက guilt နဲ့လာတာမျိုးဆိုလဲမိခင်ကသူ့ရဲ့အမြင်ဆောင်သွားတာလေးတွေပါလေရှိတတ်တာပေါ့မိခင်ပေါ်မှာလေဟုတ်တယ်တကယ်အဲ့တော့တချို့ကလည်းဒီလိုမျိုးတယောက်တည်းပေါ့နော်ရုံးကန်လှူရှာတောက်ပတယောက်တည်းရှိနေရဲ့အဲ့ဒီအနေထားကနေ marriage life ကိုပေါ့နော် marriage life ကိုကူပြောင်းသွားရဲဆိုလို့ရှိရင်အဲ့မှာငါအိမ်တောင်တဲ့ဖြစ်သွားပြီဆိုတော့ကိုကိုတဆင့် short လိုက်တာအဲ့ဒါကနေဒါမိခင်ဘဝကိုရောက်သွားပြီငါကလေးမေဖြစ်သွားပြီဆိုတော့တဆင့် short လိုက်တာအဲ့လိုမျိုးကိုကိုအဲ့လိုမျိုး short ပြီးတော့တတ်မှတ်လိုက်တယ်ဆိုတဲ့အပိုင်းတွေကိုလည်းတွေ့နေရတယ်တစ်ချက်တကယ်တော့ဒါကတကယ်ပြောမယ်ဆိုလို့ရှိရင်ဂုံတိတ်ခါကြီးမှအလုပ်တစ်ခုကလှုပ်လိုက်တာပေါ့နော်ဒီချောင်းလေးလည်းတစ်ချက်လောက်ပြောပေးပါအမှန်တော့လေအမျိုးသမီးတွေကအိမ်အောင်ကြတယ်အိမ်အောင်ကြသလိုရှင်သူတို့ဘဝရွှင်တေးပြန်ဖြစ်သွားပါတခုခုနည်းနည်းလေးသေးသွားသလိုပေါ့တန်ဖိုးနေသွားသလိုရော့သွားသလိုသူတို့ခံစားကြတယ်နော်ပြီးသားသမီးမွေးပြီးရင်လည်းတစ်ခါထပ်ရော့ပြန်တယ်လို့သူစိတ်ထဲမှာထင်တာမိုင်းနယ်လို့ထင်တာလေတကယ်တမ်းကျတော့မသိတာကကြီးမားလာတာကိုမသိတာဟုတ်ကဲ့ကိုအိမ်အောင်ကြသွားတယ်ဆိုရှင်လေကိုယ့်ရဲ့ ego တွေဖြုတ်သွားတော့တယ်လေဟုတ်ကဲ့တခြားလူနဲ့ကို share လုပ်ရပြီဆိုတော့ကိုမွန်မြတ်တဲ့အဆင့်ကိုရောက်လာတာတကယ်တမ်းကျတော့နော်အဲ့တော့ကိုမွန်မြတ်တဲ့ position ကိုယူပြီးတော့မှကိုလုံနေတဲ့အလုပ်နဲ့ကိုယ့်ရဲ့အတွေးမြင်တွေကထပ်တူညနေရမယ်လေအဲ့တော့သူတို့ထင်တာကျတော့သူတို့ကြီးမားတဲ့အလုပ်ကြီးကိုလုပ်ပြီးမယ်သူတို့က victimသူကဈေးခံနေရတယ်ဆိုရင်ဟာယိုတွေးနေတော့တန်ဖိုးကကြလာဟုတ်တော့တကယ်တမ်းကျတော့အရန်အကောင်းမွန်တဲ့အလုပ်ကိုလုပ်နေတာသူခင်ဘိုးနဲ့ကိုဝေမျှရတာနောက်တစ်ဆင့်ကျတော့တသမီးမွေးပြီဆိုအမေဖြစ်လာပြီဆိုရှင်ပိုတော့မှထပ်ပြီးတော့ကြီးမားသွားသေးတယ်ခင်ဘိုးနဲ့လည်းကိုကိုမိကိုသလိုတသမီးကလည်းကိုမိကိုလာပြီနော်အရေးကြီးလို့လိုချင်တယ်ပြီးပင်စီလိုမျိုးတွဲချင်တယ်ပေါ့နော်အဲ့ဟာကိုကနေတော့မှစတေးရတယ်ပေါ့နော်ဆိုတော့အမှန်တော့မိခင်တိုင်းကရင်ထဲမှာချစ်ချင်းမြတ်တာဆိုတာလူတိုင်းမှာရှိပြီးသားဒါပေမဲ့ဒီချက်မြင်ရတဲ့လောက်ကတော့အကုန်လုံးကဘလို့ဖြစ်နေလဲဆိုလို့ရှင်ကိုယ့်ရဲ့ vitamize လေးတွေပေါ့နော်ကိုယ့်ရဲ့အချိန်မရှိတော့လို့ဆိုမှလှလှပပလေးနေတဲ့နေရမယ်ဒီအချိန်လဲကိုယူရမယ်ကလေးမွေးပြီဆိုပြစ်စလက်ကကြီးထားရင်မိမိကိုမိမိကြည့်ပြီးတော့မှချစ်ဆိုရင်တော့ဖြစ်ဘူးလေဟုတ်ကဲ့ပြစ်စလက်ကနေခဲ့တာလေကလေးမွေးကစားအဲ့လိုနေပြီးကိုကြည့်ပြီးလေမတထားသလိုခါကြလို့ရှင်ကြည့်လို့လည်းမကောင်းတမျိုးကြီးပေါ့နော်အဲ့လိုမျိုးလေးဖြစ်မိတယ်နောက်ဆုံးကျမှတချေအဲ့လိုမျိုးပြန်ပြီးနားလည်လာတဲ့ခါချက်အမေတင်ပေးတာပေါ့နော်မိုးလင်းနာနဲ့တနခါလေးနဲ့နေရတယ်သားသမီးကကိုလှမ်းကြည့်လိုက်တဲ့အခါမှာမိခင်ကချစ်စရာကောင်းတယ်ပြပြရှင်နဲ့ဆိုလှလှပပလေးနဲ့ဆိုရင်လေးစားမှုရှိတယ်ပေါ့ဆိုဒီချေအဲ့လိုလေးနေလာတာမိုးလင်းလို့ရှိရင်ဘယ်သူမှမထခင်ကိုထပြီးကိုကမျက်နှာစင်တဲ့ပြင်ပြီးသားအဲ့လိုမျိုးနေထိုင်တဲ့ခါကျတော့ဘလို့ပဲဖြစ်ဖြစ်ကလေးကိစ္စပဲဖြစ်ဖြစ်အမျိုးသားကိစ္စပဲဖြစ်ဖြစ်အိမ်ကထွက်ရပြီဆိုတော့ပတ်ဆိုင်ကလေးဆော့ထွက်လိုက်အောင်ဟုတ်ကဲ့အစင်းနဲ့ပြင်ထားတာဟုတ်ကဲ့ဟာအဲ့ဆိုတော့ကိုယ့်ရဲ့ရတဲ့ position နဲ့ကိုယ့်ရဲ့အပြုတ်မှုနဲ့ကိုယ့်ရဲ့စိတ်ထားနဲ့တခုလည်းပေါင်းလိုက်လို့ရှင်တော့
မိခင် life ကအရန်နေလို့ကောင်းတာပေါ့ဟုတ်ကဲ့ဒီချက်ဒါကိုမိခိုတဲ့သူကိုအားကိုတကြီးနဲ့ဟိုဒါအမြဲတမ်းကြည်နေမဲ့ပေါ့နော်ကိုရဲ့သွေးသားလေးရှိလာတယ်ဆိုတော့အရာကပို့ပြီးတော့တောင်မှဂုံတက်စီသေးတယ်နော်ဂုံယူစရာကောင်းတယ်အဲ့တော့မျိုးဒီအတွက်ကိုလည်းမိခင်တွေအကုန်လုံးဂုံယူရမှာပါအဲ့တော့ခုနပြောသလိုနောက်ပြီးတော့ကိုကလေးမွေးလိုက်ပြီးငါကတော့မလိုတော့ပါဘူးကလေးမေဖြစ်သွားပြီအပြိုလိုလဲလှစရာမလိုတော့ဘူးဆိုပြီးတော့မှလည်းရှော့ပြီးတော့ကိုအဆင့်ရှော့လိုက်ဖို့လည်းမစင်စားရဘူးပေါ့နော်ဒီချက်ဟုတ်တယ်အမှန်ဆိုလို့ရှိရင်ပိုတော့မှကိုပြင်းပြင်းစစ်စစ်နေရအောင်မယ်ဘာလို့ဆိုတော့ဟိုကိုအမျိုးသားယူထားတာလေကိုလှတာလေးကြည့်ချင်တာပေါ့နော်ကိုမျိုးသမီးကိုကြည့်နေတယ်တခြားလူကြည့်မှာမဟုတ်တော့ဘူးနော်ကိုလှပလေးနေပေးရမယ်နော်တားကလည်းအဲ့လိုပဲတငယ်ချင်းတွေကြားထဲမှာအမေစိုးပြက်ကြီးနဲ့မြင်ရတယ်ဆိုင်သူတငယ်ချင်းအမေတွေကတော့ဘလို့ဆိုတော့သိရမလားကိုအမေကလှနေဆိုသူတို့ဂုံယူမှာလေနော်အဲ့ပုံစံလေးကတော့ပြင်းပြင်းစစ်စစ်လေးကတော့ရှိရမယ်နောက်ဆုံးအလုပ်များရင်တောင်မှဟိုတရရောက်ကိုအကူကြီးတောင်းပြီးတော့မှကိုကကလေးထိန်းထားပေးပါခဏလောက်ဟုတ်တယ်မလားတောင်းဆိုတော့ကိုဟောကို self love လို့ခေါ်တာပေါ့ responsibility ယူပြီးတော့မှကိုပုံစံလေးပေါ့နော်အဖေတို့ကနေတဲ့ပုံစံမျိုးလေးကိုပြန်နေလို့ရပါတယ်ဟုတ်ကဲ့ဒီချက်ဆိုတော့ဟိုမိခင်ဒါအမျိုးသမီးတယောက်ကမျိုးတော့ရှေ့မှာလည်းပြောခဲ့အတိုင်းပေါ့နော်ဟိုမွေးဖွားလာခဲ့တာသူတို့ရဲ့စိတ်ထဲမှာဟိုမိခင်စိတ်ဆိုတာပါလာပြီးသားပေါ့နော်ဒီချက်ဆိုတော့မိခင်ဘဝ officially ပေါ့နော်တရားဝင်ရောက်သွားတဲ့အခါမှာသူတို့ရဲ့ရှိရင်ဆိုရဲဒါမိခင်စိတ်ကပို့ပြီးတော့မှဟိုပိုအားပြင်းလာတယ်ပို့ပြီးတော့ရှိသမျှပေါ့ကောင်းမယ်ထင်တဲ့အရာမှန်သမျှကိုကလေးကိုလှုပ်ပေးရတခါလေကြားလို့ရှိရင်အဲ့အရာကိုမေ့သွားစေတယ်ပေါ့နော်ပြီးတော့အမြဲတမ်းတွေ့ရတယ်အမေတွေကအမြဲတမ်းအနစ်နာခံကြရတယ်ပေါ့နော်ဟုတ်တယ်အနစ်နာခံတာကတကယ်တမ်းကျတော့ကိုတိုင်းတကယ်လဲကြိုးချင်းမိုးချင်းယူရချင်လို့ဟုတ်ကဲ့အဲ့တော့ဒါကကိုရဲ့နေချရပါလာတဲ့စိတ်ကလေးနဲ့ဖြစ်တာဟုတ်အသားတုံးဆိုလဲကိုမစားဘူးကိုမျိုးသားအတွက်ချမ်းလဲကိုသားသမီးအတွက်ချမ်းလဲဒါပေမဲ့လုံနေရမုံမြတ်တဲ့အလုပ်လေဟုတ်ကဲ့ဒါပေမဲ့အနစ်နာခံရတယ်တို့သိရမလားအဲ့စကလုံးတွေပေါ့နော်ဟုတ်ကဲ့စတေးရတယ်ဆိုတော့အဲ့ဒါကြီးကိုပါဝါကျစီတာပဲဟုတ်ကဲ့ဒီကကြတော့လေအော်ငါဒီလိုလေးလုပ်ပေးလိုက်တာငါကကျေးဇူးတင်ရမယ်ငါဂုံယူလိုက်တာငါလုပ်ပေးနိုင်တာပဲအဲ့လိုလေးပေါ့နော်အဲ့အတွေးမျိုးလေးနဲ့ကိုကလေ knowledge လောက်တာပေါ့အသိမှတ်ပြုတ်နိုင်တယ်ဆိုလို့ရှင်ပျော်စရာကောင်းတာပေါ့ဟုတ်တယ်နောက်မို့ဆိုရင်ခုနလိုတွေးတာမျိုးဆိုလို့ရှင်စိတ်ဆင်းရဲမှာပေါ့စိတ်ဆင်းရဲရတယ်ဟုတ်ဒီခါလေးကြလို့ရှိရင်ဒီအမျိုးသမီးတွေရဲ့စိတ်ကငကိုကလေးကသူတို့ကအဲ့လိုနူးညံ့တဲ့စိတ်နဲ့မိခင်ဖြစ်သွားတဲ့စိတ်နဲ့အရာရာကိုချစ်တဲ့သူတွေပေါ်မှာပေးဆက်ချင်တဲ့စိတ်နဲ့ကြတော့ဟိုပေးဆက်ရင်လှုပ်ပေးရင်နဲ့နောက်ဆုံးမှာကိုယ့်အတွက်ဘာမှမကြံမဲနဲ့ဒီ emotional ဘိုင်းထိခိုက်လာတဲ့အပိုင်းလေးလည်းရှိရပေါ့နော်ဒီချက်ဟုတ်တယ်ဟိုအဲ့ဒါကျတော့ဘယ်လို comment ဆိုလို့ရှိရင်ခါကြရင်လောက်တာစိုးရင်ကြောင်းမှုကြောင့်လုံနေတာလားဆိုတော့ပြောလို့ရတယ်ငါဒီလိုမျိုးလုံနေကြမှုမလို့ရင်ငါအမျိုးသားအများပြစ်သွားမလားပြောမလားဒါမှမဟုတ်ရှင်တားပဲညှို့ညင်မလားဆိုတဲ့အဲ့အတွေးလေးကလည်းဝင်တတ်တယ်လေအဲ့တော့ကို perfect ဖြစ်အောင်လုပ်တာရှိတယ်ဟုတ်ကဲ့ perfect ဖြစ်အောင်လုပ်တဲ့ခါကျတော့ဟိုမလို့အဖေနဲ့လောက်တာမျိုးလေးတွေကျတော့လေဟိုဘက်မှာလည်း pressure ဖြစ်တယ်လို့မျိုးမိမိလည်းလွတ်လပ်မှုမရှိတော့ဟုတ်ကဲ့တကယ်နော်အဲ့ဒီခါကျတော့ဘာဖြစ်လာလဲဆိုကျွန်တော်ခါလေးကြလို့ရှိရင်ဒီလို488တင်မှာလည်းထိကြိုက်လာလေရှိတတ်တယ်နော်အဲ့ဆိုမိခင်နဲ့သားနဲ့ကြားမှာဖီးယားလေးတွေဝင်တာတို့ဆိုရင်ကြောင်းကြားစိတ်ကလေးတွေဝင်တာတို့ဆိုရင်အချင်းချင်းကြားမှာမေတ္တာပြတ်တတ်တယ်ဟုတ်ကဲ့ဘာလို့ဆိုတော့ခြေတို့ human being ရတခုပဲရှိတာဟုတ်ဟုတ်ကဲ့အဲ့တော့တားကမလို့အဖေနဲ့ကိုကလုတ်ပေးပြီးတော့မှငါပဲစတေးရတယ်ဆိုလို့ရှိရင်လေကိုက struggle လုပ်ရတဲ့ဘဝရောက်တယ်ဆိုရင်တားပေါ်မှာလေကိုကမိဘပင်မေတ္တာလေးကပျောက်သွားတတ်တယ်ဆိုတော့တခုရှိရင်တခုပျောက်တယ်လေဟုတ်ကဲ့အဲ့တော့တားအနေနဲ့လည်း pressure ဖြစ်လာတာမျိုးအမေကိုဟိုဘယ်လို comment လဲဆိုတော့အမေကို pleasing လုပ်ရတာမျိုးလေးပေါ့အဲ့လိုဖြစ်လာတယ်ဆိုလို့ရှိရင်လေ तू လဲ love ကပျောက်မှာပဲဟုတ်ကဲ့ဒီချက်ဒါကလေဒီချက်ပြောတာကကောင်းနေဆိုးတယ်မှားတယ်မှန်တယ်မဟုတ်ဘူး human ရဲ့ system လေးသဘောတဘာဝအဲ့လိုရှိတတ်တယ်ဟုတ်အဲ့တော့ကိုကတကယ်ပြောလို့လှုပ်ပေးရမယ်လှုပ်ပေးတဲ့အရာပဲဖြစ်တဲ့ပေါ့နော်ဆိုတော့ကိုကဟိုလှုပ်ပေးတော့ကလှုပ်ပေးလိုက်ပြီးတော့ငါပဲဒါလှုပ်နေရတယ်ဒီလိုမျိုးအနစ်နာခံခဲ့တာဆိုပြီးတော့အဲ့စကားတွေနဲ့တစ်ဖက်သားကိုပြောလိုက်တဲ့ခါကြလို့ရှိရင်ကိုကလှုပ်ပေးလိုက်ရတဲ့တစ်ချက်အနစ်နာလည်းခံလိုက်ရတယ်အဲ့ပုံမှာစိတ်ဓာတ်ကလည်းဟိုတခြားဟိုခံယူချက်ကပုံစံမတူတော့တဲ့ခါမှာကိုပဲပြန်ပြီးတော့ပင်ပန်းရတယ်ဆိုတဲ့အပိုင်းလေးရှိတာပေါ့ဟုတ်တယ်ဟိုဒါကြောင့်မလို့ဒီချိန်ငယ်တုန်းကအဲ့လိုဟိုတသားငယ်တော့ပေါ့အဲ့သားငယ်ဆိုတော့ချက်လေးနေနေတော့ဟို30ပတ်ဝန်းကျင်လေးငယ်သေးတာပေါ့အဲ့ချင်းဆိုလို့ရှိရင်ဒီချက်ဗျောင်ပဲပြောတယ်နားကျင်တယ်ပဲဗျောင်ပြောတယ်ကလေးထိမ့်ပေးပါဆိုလဲထိမ့်ပေးပါပဲပြောလိုက်ပြီးတော့ခါလေးကြလို့ရှိရင်လဲကိုတငယ်ချင်းကဖိတ်လို့မွေးနေ့ပါတီသွားရမယ်ဆိုလဲသွားလိုက်တာပဲဟုတ်ကဲ့ခါကျရင်တော့ကြဖြစ်ဘူးလေဟာငါသားလေးကိုထားခဲ့ရလို့ဟုတ်ကဲ့ဟုတ်ငါစိတ်တင်ညစ်လိုက်တာစိတ်မကောင်းဖြစ်တယ်စိတ်မချအောင်မဟုတ်ဘူးအိမ်ကထွက်ပြီဆိုတော့ဒီချက်က
မလွမ်းနဲ့တော့ကိုပြောလိုက်တယ်တဲ့ ဟုတ်ကဲ့တခြား ပြောနေ ဟုတ်ကဲ့ အဲ့ဆိုတချေတော့အဲ့လိုလေးကိုလေလေးကလေးကြည့်ပဲထိန်းနေလို့လည်းမဖြစ်ဘူးလေနော်ခါလေးအပြင်လေးထွက်ပေးရမယ်တငယ်ချင်းတွေနဲ့တွေ့ပေးရမယ်နော်တားကိုလည်းတခြားတိုင်းမှာစိတ်ချလက်ချထားလို့ရတယ် ဟုတ်ကဲ့ နောက်မို့ဆိုရင်ကလေးကြည့်ပဲထိန်းနေရလဲ stress တွေများတတ်တယ်လေနော်ဒါကြောင့်မလို့ကိုကသွားချက်ရှင်လဲသွားလိုက်တယ်ပြန်လာတဲ့ခါကျမှကိုသားလေးထရောက်တော့ကိုကစိတ်တွေကြည်လင်နေတဲ့အချိန်ဖြစ်မယ်နော်ပျော်ရွှင်နေတဲ့အချိန်ဖြစ်မယ်ဒါဆိုလို့ရှိရင်ကလေးကိုထိန်းရတာလေကိုက stress မရှိတော့ဘူးပေါ့နော် ဟုတ်ကဲ့ပါအဲ့တော့ဒီအရာကလည်းအင်မတန်ကိုအနုစိတ်ပြီးတော့မှဟိုလှပတဲ့အရာတစ်ခုဖြစ်တယ်မိခင်ဘဝကိုရောက်ရတယ်ဆိုတာကလည်းเนาะဒီချက်ဆိုတော့ဒီအိမ်မှာကြည်နေတဲ့မိခင်တွေပေါ့เนาะအခုနေကြည်ရင်လည်းဒါကလေးတွေထိန်းရင်းတဲ့ပေါ့เนาะတခါလေစိတ်ရှုပ်ရတဲ့အပိုင်းတွေလည်းရှိတယ်တခါလေကိုခုနပြောသလိုငါပေးဆက်ထားတယ်အနစ်နာခံထားရတယ်ဆိုတော့မိခင်တွေလည်းရှိမှာပဲဆိုတော့ဒီမိခင်တွေတက်ဒီချက်တခုခုတော့ပြောပြပါ ဒီချက်ဆိုလိုတာလေဟိုမိခင်လုပ်ပြီဆိုရှင် mindfulness ဖြစ်ဖို့လိုတယ် ဟုတ်ကဲ့ဒီချက် mindfulness ဆိုတာဘာမှမဟုတ် self love လို့ပြောတယ် self love ဆိုတာလေတကယ်တမ်းကျတော့ကိုချမ်းမကြီးကိုလည်းဂရုစိုက်ရမယ်အသက်သမီးကိုထိန်းချောင်းနေတာဟုတ်နော်ပြုစုယူရနေရတာလေခါကိုမျိုးသားကလည်းကိုပေါ်မှီကိုနေရဆိုတော့ချမ်းမကြီးကိုဂရုစိုက်ရမယ်ကိုရဲ့ beauty ကိုလည်းဂရုစိုက်ရမယ်နော်ဆိုတော့ကို beauty နဲ့နေတဲ့ခါကျတော့ကိုဟိုဖြစ်တာပေါ့နော် confidence ရှိတာပေါ့ လှနေတယ်အိမ်မှာအိမ်နေရနဲ့အလုံးလုံးနေရဆိုရင်တောင်မှဟိုဒါစပင်ဟိုမဖီးမသိဟိုဖြစ်တယ်လို့ဝေစားအောင်ဝစ်ပြီးတော့စိတ်တွေရှုပ်ပြီးတော့လုံနေတာထက်ဟိုလှုပ်ရှားရှိရအောင်တချင်းလေးဖွင့်ရေမိုးချိုးပြီးတော့လှလှပပတန်တန်မြက်လေးနဲ့ကောင်းကောင်းမွန်လေးဝေစားပြီးတော့စိတ်ကိုအကြည့်ချင်းလေးလေးနဲ့လုံနေတဲ့ပုံစံချင်းကခံယူချက်ချင်းကမတူဘူးပေါ့နော်ဆိုတော့မိခင်ဘဝကိုရထားတဲ့ motherhood ဆိုတာကအရန်ကိုမုံမြတ်တဲ့ဘဝကိုပိုင်ဆိုင်ထားတာပါအဲ့တော့မိခင်ဒီအားလုံးတော်လည်းမြတ်ဂုဏ်ယူတဲ့အကြောင်းပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီချက်ဆိုတော့ဒီကနေ့ရဲ့အစီအစဉ်အားဆိုလို့ရှိရင်တော့မိတို့ကလူသားတိုင်းအတွက်အရေးကြီးတဲ့ motherhood နဲ့ပတ်သက်ပြီးတော့ပြောသားခဲ့တာဖြစ်ပါတယ်။အော်ပတ်စင်တိုင်းမှာဆိုလို့ရှိရင်မျိုးဒီချေတော်တီအောင်နဲ့အတူ mindfulness နဲ့ပတ်သက်တဲ့နောက်ပြီးတော့ဒီ inner well being နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအများကြီးထည့်ပြီးတော့တင်ဆက်ပေးနေတာဖြစ်ပါတယ်။အော်ဒီတစ်ပတ်ရဲ့အစီအစဉ်လိုပဲနောက်တစ်ပတ်ဒီမှာဘယ်လိုမျိုးထူးထူးခြားခြားခေါင်းစဉ်တွေနဲ့အတူပြန်လာအောင်လဲဆိုတာကိုလည်းစောင့်မျှော်စေချင်ပါတယ်ရှင်။တ िश ူအားပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်။